အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမကတရုတ်နဲ့တစ်ကူတွေမှာကြော်တဲ့ခောက်ဆွဲလေးစားခြင်းလို့ပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ကြော်စားဖြစ်ပါတယ်ရှင်အသားတော့မပါဘူးပေါ့နော်တသက်လွတ်လေးကြော်မှာဖြစ်ပါတယ်အရင်ဦးဆုံးခောက်ဆွဲတဲ့ကိုအရသာလေးထည့်မှာပေါ့နော်အရသာအတွက်ကတော့ကျမကဟင်းချိုမုံနည်းနည်းရယ်စားနည်းနည်းကြက်သားမုံနည်းနည်းနဲ့နန်းစီလေးနည်းနည်းထည့်ပါတယ်သူများတွေကြော်တဲ့အခါကျရင်ဘလို့ကြော်လဲတော့မသိဘူးပေါ့နော်ကျမရဲ့နီးနဲ့ပဲကျမကြော်မှာဖြစ်ပါတယ်ကျမကကြက်သွန်နီနဲ့ကြက်သွန်ဖြူမထည့်ဘူးပေါ့နော်စီကိုပူအောင်တည်ထားပြီးတော့စီပူလာရင်စာပလာလေးထည့်မှာပေါ့နော်စာပလာတွေကတော့အစုံပဲပေါ့နော်ပဲပင်ပေါက်ပါမယ်ခေါ်ပြီးပါမယ်နောက်ပြီးတော့ကျွန်းရွက်မူပါမယ်မုံလာဦးနီပါမယ်နောက်ဆုံးကတော့ကြက်သွန်မိတ်လေးထည့်မှာပေါ့နော်အမှန်ဆိုတရုတ်တွေကခွေချိုက်ဆိုတဲ့အရွက်လေးထည့်တာပေါ့နော်ခွေချိုက်တာပါလားကျမလည်းမခေါ်တတ်ဘူးပေါ့နော်အဲ့ဒီအရွက်မရှိတဲ့အတွက်ကျမကအဲ့ဒီအစားကြက်သွန်မိတ်ထည့်တာပေါ့နော်ကျက်သွမိတ်ကတော့အိုရှာခါနီမှာကျမကထဲမှာပါနောက်ပြီးတော့အရသာလေးနည်းနည်းထပ်ထည့်တာပေါ့နော်ခယူးစီပဲငန်းပြရဲ့အကြီးကြက်သားမုံစားဟင်းချုံမုံနည်းနည်းထပ်ထည့်ပါတယ်ရှင်ကြော်ထားတဲ့စားပလာလေးရပြီဆိုတော့ခောက်ဆွဲလေးထည့်ပါမယ်ဒီခောက်ဆွဲနာမည်ကတော့ပေါ့နော်ထိုင်းလူကမီဆူဝါလို့ခေါ်တာပေါ့နော်ကျမကလည်းမခေါ်တတ်ဘူးမြန်မာလူတော့ဘယ်လိုခေါ်လဲကျမလည်းမသိဘူးပေါ့နော်ထိုင်းလူကတော့မီဆူဝါလာပါဆူဝါလန်တူကျမလည်းသိပြီးမခေါ်တတ်ပါဘူးရှင်15မိနစ်20လောက်တမအောင်မွေးပြီးတော့ကျမကပေါ့နော်ကျက်သွမိတ်ထဲပါမယ်ရှင်ရာသီဥတုကပူတဲ့အတွက်ကြောင့်မို့ပေါ့နော်ဘာစားချင်လို့စားချင်မှမသိလို့တွေးခဲ့ရစိတ်ကူးတဲရလိုက်လျှောက်စားဟုတ်လိုက်လောက်စားတာပေါ့နော်စီကနည်းနည်းလေးပဲထည့်တဲ့အတွက်ကြောင့်မို့တဲ့ဦးကနည်းနည်းလေးတူးပါတယ်နော်အမှန်ဆိုရင်မူလေးထပ်ထည့်ရမှာပေါ့နော်မူကသူတို့ထိုင်းလို့ခေါ်တာက hip horn လို့ခေါ်တာပေါ့နော်အဲ့ဒီမူထည့်ရမှာပါကျမကအဲ့ဒီမူရဲ့အနံ့ကိုမကြိုက်လို့မထည့်တော့ပါဘူးရှင်တဲ့ဦးကမကောင်းတဲ့အတွက်ကြောင့်မို့ငွေရတာလည်းအဆင်မပြေဘူးပေါ့နော်လက်လေးနည်းနည်းညောင်းတယ်ရပါပြီရှင်ကျမရဲ့ blog ထဲမှာတော့အသက်မျိုးစုံကြိုးခုန်နေကြပါတယ်ရှင်ကဲတက်လွတ်ခောက်ဆွဲကြော်လေးရပါပြီရှင်စားကြပါအောင်ရှင်ဒီနေ့ရဲ့ blog လေးကတော့ဒီလောက်ပဲပေါ့နော်ဘိုင်ဘိုင်